ကဲကျွန်တော်အရှိမအချိုးရတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်ပြုတ်ကျွန်တော်အရှိမအချိုးရတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်ပြုတ်အေးအချိုးရကျွန်တော်အရှိမတောက်ပြီးမပြနိုင်လို့ကတော့ပတ်စံ1000ငါ့ကိုပြန်ပေးရမှာနော်ဟာအချိုတစ်ခွက်ကိုသူ့ရှိမှရင်တောက်ပြီးပြနိုင်ရင်ပတ်စံ1000တောင်ရမှာဟာလားငါတို့ကမတောက်နိုင်ရင်သူ့ကို1000ပေးရမှာဒါမှမဟုတ်ကွာဘာမတောက်နိုင်ရရှိလို့လဲကွာပတ်စံ1000အလကားနေရအောင်မှာကွာသွားတောက်လိုက်အောင်မှာကွာကဲလာတာ2000ယူသွားအကိုရှိမှအချိုတစ်ခွက်တောက်ပြီးပြနိုင်ရင်တကယ်ပတ်စံ1000ပေးမှာလားဟာဟုတ်တာဗောကိုရဲ့ကျွန်တော်အရှိမအချိုးရတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်အေးတကယ်လို့အချိုးရကျွန်တော်အရှိမတောက်ပြီးမပြနိုင်လို့ကတော့ခင်ဗျာကျွန်တော်ပတ်စံ1000ပြန်ပေးရမှာနော်1000ပြန်ပေးရမှာအဆင်ပြေလားအဆင်ပြေတာဗောဗျာအခုချက်ချင်းခင်ဗျာရှိမှလည်းကျွန်တော်အချိုတစ်ခွက်ကိုတောက်ပြီးပြမယ်ခင်ဗျာပတ်စံ1000သာအဆင်ထုတ်လာလိုက်တော့ဟုတ်ဗျာတော့ဟာဖြည်းဖြည်းတော့ပါငါထွက်မပြေးပါဘူးကွာကဲခင်ဗျာရှိမှလည်းကျွန်တော်အချိုတစ်ခွက်ကိုတောက်ပြီးပြပြီးသွားပြီပတ်စံ1000ပေးရတော့ခဏနေပါအောင်အကိုကလည်းပေးမှာဗောအကိုကျွန်တော်ရှင်မှာအချိုးတစ်ခွက်တောက်ထားရမလားအဲ့ချိုးပဲပါအောင်ပြလေကျွန်တော်ပြဟုတ်တယ်လေခင်ဗျာရှင်မှကျွန်တော်ချိုးတစ်ခွက်ကိုတောက်ပြီးပြပြီးသွားပြီလေခင်ဗျာကျွန်တော်ပတ်စံ1000ပေးတော့လေဗျာမြန်ပေးဗျာဟာဟေ့ရမင်းအောင်တော့ကနှစ်ပင်လွတ်နေရလားငါဘာပြောလဲဆိုတော့မင်းတေချာနားမထောင်ဘူးတင်နေငါရှင်မှာအချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်တောက်ပြီးပြနိုင်ရင်လို့ငါပြောတာတောက်ပြီးပြနိုင်ရင်ငါပတ်စံ2000ပေးမယ်လို့ပြောတာဟေ့ရဘယ်မှာလို့မင်းအခုတောက်ထားတဲ့အချိုးငါ့ကိုပြလေဘယ်မှာပြနိုင်လားအချိုးရဲ့တောက်လို့ဘိုက်ထဲဝင်သွားပြီကျွန်တော်ဘယ်ဟာကိုပြရမှာလဲဗျာဘိုက်ထဲရောက်သွားပြီလေဗျာအဲ့ဒါပဲလေမင်းတောက်ပြီးမပြနိုင်ဘူးမလားတောက်ပြီးမပြနိုင်ရင်တော့မင်း2000မရဘူးမင်းအခုမပြနိုင်ဘူးလားငါ့ကို1000လာတာ1000ပေးရမှာဟဲ့ဟာကွာကိုပါကိုဟိုလန်းသွားရင်ပတ်စံကုန်မှာမဟုတ်ဘူးခုတော့ရေမရဖမ်းပြန်1000ကုန်သွားရင်ရော့ကဲလာတာဘာမှမလုပ်ဘဲနဲ့ပတ်စံ2000ရမယ်အခွင့်ရေးလာတာမောင်လေးဟိုဒီချိုးရတစ်ခွက်လုံးကိုမင်းရဲ့အရှိမအကုန်လုံးကောင်းအောင်တောက်ပြီးတော့ပြနိုင်လို့ရှင်တကယ်2000ပေးမှာလားဟုတ်တာဗောအမရဲ့တကယ်2000ပေးမှာကျွန်တော်အရှိမဒီချိုးရတစ်ခွက်တောက်ပြီးပြနိုင်တော့ပတ်စံ2000ပေးမှာဟုတ်ပြီဒီချိုးရကျွန်တော်အရှိမတောက်ပြီးမပြနိုင်လို့ကတော့အမကကျွန်တော်ကိုပတ်စံ1000ပေးရမှာနော်ဒီချိုးရခွက်တိတ်လေးမြအမဘာလို့ကောင်းအောင်မတောက်နိုင်ရမှာလဲဒီမဲ့မောင်လေးကလေအမကို2000ပေးဖို့အစင်တက်လောက်ထားလိုက်တော့တောက်ပြီနော်ဒီမဲ့နော်အမတောက်လို့ကုန်သွားပြီအဲ့တော့2000ဟုတ်ဝိုင်း2000လို့ရှင်တာလားအဲ့ဒါလေခဏနေပါဦးခုနကကျွန်တော်ပြောရလေကျွန်တော်ရှေ့မှာအချိုးရီတစ်ခွက်တောက်ပြီးပြနိုင်ပတ်စံ2000ပေးမယ်လို့ပြောတာအခုမှအချိုးရီတောက်ထားရမလားအဲ့ချိုးရီကျွန်တော်ပြလေဘယ်မှာတော့မောင်လေးနေယူနေရလားဒီမဲ့မအချိုးရီမင်းရဲ့ရှေ့မှာပဲတောက်ထားလေအခုဒီပိုက်ထဲဝင်သွားပြီလေအမဘယ်လိုပြရမှာလဲဟာအမတောက်ထားတဲ့အချိုးရီမပြနိုင်ဘူးမလားမပြနိုင်ရင်တော့လာထားအာဘွားမြန်လေး1000ပေးထားမလီနင်းရုပ်ကြီးနဲ့တော့လေအာဘွားမပေးနိုင်ပါဘူးလာပြီးတော့ဘာမှလည်းမသိရော့တကျော်ပါဘာပေးအမောက်ကျော်ပတ်စံ2သိန်းပေးမယ်2သိန်းဘာတကယ်2သိန်းပေးမလားလာအဲ့ဆိုလို့ရှိရင်မမအာဘွားပေးမယ်လေမပေးနိုင်ဘူးတပြားအောင်ပေးနိုင်တော့လက်ဟုတ်ပေးနိုင်ပါအာရကဲကျွန်တော်အချိန်မှာအချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်ပြုတ်ကျွန်တော်အချိန်မှာအချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်ပြုတ်လာရဟဲ့ဘာအချိုးရတစ်ခွက်ကိုသူ့ရှေ့ကိုတောက်ပြီးပြနိုင်အောင်နဲ့2000တောင်ရမှာအမလေးဒါမြတ်ဘာဆန်းတာမှတ်လို့ဒီကလေးပတ်စံတော်တော်ပေါ်နေတယ်ထင်တယ်တတ်အောင်မကောင်းလေဒီအချိုးရခွက်ကိုမင်းရှေ့မှာတောက်ပြီးပြနိုင်ရင်တကယ်2000ရမှာနော်ဟာအဲ့ဒီကလေတေးကြတာပေါ့ကျွန်တော်ရှေ့မှာအချိုးရတစ်ခွက်တောက်ပြီးပြနိုင်လို့ပတ်စံ2000ရမယ်အချိုးရကိုကျွန်တော်ရှေ့မှာတောက်ပြီးမပြနိုင်လို့ကတော့ပတ်စံ1000ပြန်ပေးရမှာနော်အမလေးဒီဟာတွေတောင်အကုန်လုံးတောက်နိုင်သေးတယ်ဒီဟာတွေအကုန်လုံးတောက်လို့ရလားဟာအကုန်လုံးမပြောနဲ့အရင်ဆုံးတစ်ခွက်ကိုကျွန်တော်ရှေ့မှာတောက်ပြီးပြပါဦးအန်ဒီကလည်းအမလေးအန်တီတို့ကတော့လေစိန်ခေါ်ရင်တိမ်မောစီတောင်တက်ပြီးသားတောက်ပြမယ်ကြည်နေကဲတောက်ပြီးသွားပြီတောင်းယူလိုက်တော့မယ်ဟုတ်ခဏနေပါအန်ဒီက2000လို့ကျင်တာလားကျွန်တော်ခုနကပြောထားတယ်လေကျွန်တော်အချိန်မှာချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်လို့ပြောထားလေတောက်ပြီးပြနိုင်လို့ပြောထားလေဘယ်မှာလဲတောက်ထားတဲ့ချိုးကျွန်တော်ပြအောင်ဒီမှာလေတောက်လိုက်ပြီလေဟာအဲ့ဒီကလေကျွန်တော်ခွက်ကိုပြခိုင်းတာမဟုတ်ဘူးအချိုးတစ်ခွက်တောက်ပြီးပြရမှာတောက်ပြီးတော့အဲ့ချိုးကိုပြန်ပြရမှာပြလေဘယ်မှာအောင်အဲ့ချိုးကြီးအချိုးရဒီမှာတောက်လိုက်လို့ဗိုက်ထက်ရောက်သွားပြီလေဘယ်လိုလုပ်ပြရမှာလဲမပြနိုင်ဘူးမလားအန်တီတွေမဟုတ်ဘူးအန်တီအရှိမှာလာတဲ့2ယောက်လဲကျွန်တော်မပြနိုင်ဘူးလာတာ1000ပေးတာဒီ1000ပေးတာသူပဲတောက်ပြဆိုလဲပြရော့
တာကြီးမင်းကပြောတာရှိရောကွာခုနကငါပတ်စံ1000အလိန်ခံလိုက်ရတာကွာ ဘာရောဘလို့ဖြစ်လဲ ဘယ်လိုဖြစ်တာလဲဆိုတော့ကွာငါအချွေနဲ့1000နဲ့ဝယ်တဲ့ကွာအဲ့ဒါကောမတောင်းနိုင်ဆိုမပြလို့ဆိုရောကွာငါ့1000လိန်သွားတာကွာ ဒါဆိုရောခုနကမင်းပြောနေတဲ့ကောင်ကဘယ်နာမှာ အဲ့ကောင်ဟိုဘက်လမ်းကြားထဲမှာကွာ ဩအေး ညဒါမင်းဖယ်သွားလို့ ပြီးပြောပြမယ်ကွာ ဟာဒီရက်ကွက်မှာတော့ငါ3000ရပြီကွာခြားရက်ကွက်ပြောင်းမယ်ကွာဟာတယောက်တော့လာနေတာကွာအဲ့တယောက်ပြီးမှပဲခြားရက်ကွက်ပြောင်းမယ်ကွာကဲကျွန်တော်အချိန်မှာအချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်ပြုတ်ကဲလာကြအခုကျွန်တော်အချိုးရတောက်မယ်နော် တောက်လေရတယ်ဒါပေမဲ့တခုတော့ရှိတယ်နော်ကျွန်တော်အချိန်မှာအချိုးတစ်ခွက်တောက်ပြီးပြနိုင်ရင်ပတ်စံ2000ပေးမယ်တောက်ပြီးမပြနိုင်လို့ကတော့ကျွန်တော်ပတ်စံ1000ပြန်ပေးရမှာနော် ဒီလိုလုပ်မယ်လေကျွန်တော်ဒီချိုးရကိုတောက်ပြီးမပြနိုင်ရင်ကျွန်တော်တသိမ်းပေးမယ်ဗျာကဲလို့ကျွန်တော်ဒီချိုးရကိုတောက်ပြီးပြနိုင်ရင်ဒီဘက်ဆက်နေကုန်ယူမယ်ဘလို့လဲ ချဗျာချ တောက်ပြီနော်တောက်ပြီပြရနော်တောက်ပြီနော်တောက်ပြီပြရနော်တောက်ပြီနော်တောက်ပြီပြရနော်တောက်ပြီပြရနော်ကဲတောက်ပြီပြနိုင်တယ်ဆိုတော့ကျွန်တော်ဒီဘက်ကနေကိုယူလိုက်တော့မယ်နော် ကိုအကျော်စတာ ညီလေးလည်းဆော့တာလေဒီလိုက်ပြီနော် ကျွန်တော်စတာ ဒီလိုက်ပြီနော်ကျွန်တော်လည်းဆော့တာပါသွားပြီနော် ကျွန်တော်စတာကို